သခင်စကားကိုဘယ်လိုလုပ်ကြားနိုင်မလဲဘယ်လိုလုပ်သိနိုင်မလဲအတန်တော်ရိုးရိုးလေးပဲအခုဒီမှာရှိတဲ့သူတွေကျွန်တော်နားမှာရှိရင်ကျွန်တော်အတန်ကြားတယ်ဒါပါပဲဘုရားကျောင်းအပြင်ဘက်ကအိုးအဝေးရလူတွေကြားမှာအနီးမှာရှိသူကြားတယ်လုကာခန်းကြီး30 38ကနေ40နှစ်မှာမာရိနဲ့မာသရဲ့အိမ်မှာသခင်ယေရှုရောက်တဲ့အခါမှာမာရိကဘာလုပ်လဲကိုတော်ရဲ့ခြေရင်းမှာနားထောင်တော့အတန်ကြားရတယ်လေမဟုတ်လားမာသကတော့မိဖို့ကြောင့်ထဲမှာချက်ပြုတ်နေတဲ့ခါကျတော့ကြားတစ်ချက်မကြားတစ်ချက်ပေါ့နော်တိတ်တော့ရှင်းရှင်းလေးတော့မကြားဘူးပေါ့သခင်ယေရှုကမာရိကိုပြောတယ်မာရိကကောင်းသောအဖို့ရွေးယူသွားပြီမာသကတော့တာဝိကောင်းတော်ရွေးတယ်လို့မပြောဘူးဘာလို့မာရိကိုတာဝိကောင်းတဲ့အရာရွေးတယ်လို့ပြောလဲသူကဖခင်နဲ့အတူရှိတော်အသက်တာခရစ်တော်အတွက်လုပ်တဲ့အသက်တာခရစ်တော်အတွက်ရှင်တဲ့အသက်တာလောက်ပဲမဟုတ်ခရစ်တော်နဲ့အတူရှင်တာအဲ့တော့အတန်တော်ကိုကြားတယ်ဖခင်ရဲ့အတန်ကိုကြားတယ်ဖခင်ရဲ့အလိုတော်ကိုသိတယ်ပြီးတော့တကယ်လို့အလိုတော်ကိုအကောင့်ထဲပေါ်ဖို့အတွက်မရှင်းရင်လည်းကိုတော်ဘာလဲဆိုတော့ဘေးကိုတော်ချက်ချင်းရှင်းပြမှာဖြစ်တယ်အဲ့ဒါကကိုတော်နဲ့နီးကပ်တဲ့အသက်တာဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်တို့တွေကကိုတော်နဲ့နေ့စဉ်နီးကပ်စွာမိတ္တာဖွဲ့မယ်ဆိုရင်ဖခင်ရဲ့အတန်တော်ကိုကြားမှာဖြစ်တယ်